Grade 9ကျောင်းသားကျောင်းသူလေးတွေဆောင်းဝဲမှာ speaking test ဖြေတဲ့အခါမှာဖြေရမခအောင်ဘယ်လိုမျိုးကြိုတင်လေ့ကျင့်ထားကြမလဲမင်္ဂလာပါအင်္ဂလိပ် Esther Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Esther က Grade 9ကျောင်းသားကျောင်းသူလေးတွေ speaking test ဖြေတဲ့အခါမှာကြုံတွေ့ရလိမ့်ရှိတဲ့အခက်အခဲတွေနဲ့အဲ့ဒီအခက်အခဲတွေကိုဘယ်လိုမျိုးကျော်လွှားရမလဲဆိုတာကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့ကျောင်းသားတွေကအကြောက်လွန်တာဖြစ်တတ်တယ်ဥပမာကိုယ့်ကိုစာစစ်တဲ့ဆရာမရှိရလို့ရှိရင်မိသွားတတာမျိုးအတန်နေတုံသွားတာမျိုးဒါမျိုးတွေဖြစ်တတ်တယ်ဒီအခက်အခဲကိုကျော်လွှားဖို့အတွက်ကိုယ့်ရဲ့အိမ်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ပြောလေ့ကျင့်ကြည့်ပါကျောင်းမှာကများသောအားဖြင့်မီလီမီတာရှိတဲ့ခေါင်းစဉ်တွေကကြောင့် schools နဲ့ပတ်သက်တဲ့အရာတွေ families နဲ့ပတ်သက်တဲ့အရာတွေကိုယ့်ရဲ့ hobbies နဲ့ပတ်သက်တဲ့အရာတွေဒီလိုအရာတွေကိုမီလီမီတာရှိတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအကြောင်းအရာနဲ့ပတ်သက်တဲ့ English စာပိုက်လေးတွေကိုဖတ်ထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အဲ့လိုအကြောင်းအရာနဲ့ပတ်သက်တဲ့ meaning လေးတွေကိုစက်ထားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားတဲ့အချိန်မှာ speaking skill ပြောလေ့ကျင့်တာပဲဖြစ်ဖြစ်လုပ်ထားပါဒုတိယတစ်ချက်ကတော့ကိုကအတန်ထွက်မပြီးပြင်လားကိုပြောရကိုစာစစ်ပေးတဲ့ဆရာမနားမလည်မှာဆိုတာအဲ့ဒီကိစ္စအတွက်အဖြေကလည်းနေ့တိုင်းကိုက English podcast လေးနားထောင်ပေးရပဲဖြစ်ဖြစ်ဒါမှမဟုတ် English စာဗီဒီယိုကာတွန်းလေးတွေကိုကြည့်ခြင်းအပြင်ကိုရဲ့ pronunciation skill ကိုပို့ပြီးတော့ကောင်းလာအောင်ပြုလုပ်နိုင်ပါတယ်နောက်တစ်ခုတစ်ခါတလေကျမိကုန်းတွေကို yes no ဒိုင်းနဲ့ပဲဖြည့်ပြီးထားခဲ့တဲ့ကြတယ်ဒီလိုနေရာမျိုးတွေမှာဆိုရင်ကိုကမေကိုပြန်ကောက်ပြီးတော့ပြန်ပြီးတော့ဖြေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုရဲ့စဉ်းစားတဲ့အရာလေးကိုတအားခက်တဲ့အရာမဟုတ်ရင်တော့မှကွာလွယ်တဲ့အရာလေးတွေကိုထည့်ပြီးတော့အစားထိုးပြီးသုံးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေသုံးကြည့်ပေးပါစာမိုးဝဲဖြေမှာအခက်တွေ့တာတဲ့နေတိုင်းနည်းနည်းစီနဲ့စုပြီးတော့လေ့ကျင့်သွားမယ်ဆိုရင်စာမိုးဝဲဖြေတဲ့အခါကျကိုတက်ပို့ပြီးတော့ချောင်းဝေသွားနိုင်တယ်အဆင်ပြေသွားနိုင်တယ်ဒါကြောင့်မို့လို့ကိုက speaking မတက်ဘူးဘာမှလည်းမသိဘူးမဖြေချင်ဘူးဆိုပြီး pick up နေမယ်အစား10မိနစ်2မိနစ်လောက်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေဒါမှမဟုတ်ကာတွန်းလေးတွေဒါမှမဟုတ်အပိုင်လေးတွေကိုဖတ်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အများကြီးထောက်ကူပြုမှာပါဒါကြောင့်မို့လို့တနေ့ကိုဘယ်လောက်မှပြင်းမနေပဲနဲ့10မိနစ်2မိနစ်3မိနစ်ဘယ်လောက်အချိန်လေးပေးပြီးတော့ speaking နဲ့ပတ်သက်တဲ့အရာလေးတွေကိုလေ့လာပါပြီးတော့စောင့်မွေးမဖြေခင်အချိန်ခဏအတွင်းမှာကိုယ့်ကိုယ်ကိုဖြည်းဖြည်းချင်းပြောဖို့တတိပေးပါ